ကျွန်တော်ကရှူးကျိုးကိုခြီတာတော့မှကျွန်တော်ကဟိုဗရက်တည်းအုပ်ကူမှကျွန်တော်က ဒီမှာဟိုမှာအောက်ကဥစ္စာလေးတွေနင်းပြောက် ဒါခြီတာ ကျွန်တော်နေပြီးတော့မှရောက်နေရောနော်ပြည်သူတွေနဲ့တွေ့ရင်တော့ကျွန်တော်ကရသားတစ်ယောက်ပါအချမ်းပတ်တွေနဲ့တွေ့ရင်တော့စစ်သားကြီးတစ်ယောက်ပါဗျာအဲ့လေ အဲ့ဒီဗဒအုပ်ကူတွေကဘယ်လိုဖြစ်သွား အဲ့လိုဒီမှာကွာတွားဖြစ်နေတာခြေတော့ကရှူးရဲ့ကျိုးကရော့တယ်ကျွန်တော်ကရှူးကျိုးကိုခြီတာတော့မှကျွန်တော်ကဟိုဗရက်တည်းအုပ်ကူမှကျွန်တော်က ဒီမှာဟိုမှာအောက်ကဥစ္စာလေးတွေနင်းပြောက် ဒါခြီတာကျွန်တော်ဒီဘက်ကကျွန်တော်ကအမှတ်တရအနေနဲ့ဒါကျွန်တော်တရုတ်ပြောက်ဝဲလာတာအမှတ်တရအနေနဲ့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲကျွန်တော်ပလောင်တွေရဲ့နေရာကိုဒီကောင်နဲ့သွားနေတာဒီဟိုလာတော့လဲကျွန်တော်ဒီဖက်နဲ့ပဲရှိလားအမှတ်တရကျွန်တော်ထပ်တက်အောင်မှာမိုးကုတ်လဲကျွန်တော်ဒီဖက်နဲ့ပဲသွားအောင်ပါကျွန်တော်မှအခြားဖက်နဲ့နေရှိတယ်မရှိဘူးဒီဖက်နဲ့ပဲရှိမှာအဲ့တော့မှကျိုးတွေတင်းလို့ဒီမှာကျိုးလာတင်းတာဟောဒီမှာလက်နဲ့မကင်နေလေဗျခင်ဗျာ ဟောဇစ်ဖြုတ်လိုက်ကောင်းလားဗျာပါလေဒီမှာရဲဘော်တဲ့ရဲဘော်တဲ့ဇင်မရောက်စာကလေးတဲ့မိုးကျိုးစစ်ကြောင်းတဲ့ဒီမှာ MDYPD ရတဲ့ဒီမှာတို့ဒါရကျွန်တော်တို့က ထားလို့မရ ပြည်သူနဲ့မတင့်တဲ့နေရာအမြင်မတင့်တဲ့နေရာလမ်းမကြီးရဲ့ဘေးဒါတွေကိုကျွန်တော်တို့ကအောက်ကဗပုံးနဲ့ကုတ်ပြီးဖြိုးရမှာဗျာထားလို့မရအောင်တော့ဒါတွေကကျွန်တော်တမိုင်းဇိုးတွေကိုကျွန်တော်နောက်လူတွေလက်ဆင့်ကမ်းလို့မရဘူးဒီမှာဖက်နဲ့လာရှိတာထလာလိမ့်မယ်အဲ့ပုံစံလေးအကုန်ဖြိုးမှာတော့ထားလို့မရဘူးဒါတွေ